Okay 10 သိန်းဝန်းကျင်နဲ့တပတ်ရဖုန်းတွေဘာရှိမလဲဆိုတော့အခုကျွန်တော်တို့ဆိုင်မှာအခုကို8သိန်းဝန်းကျင်ကနေပြီးတော့ကျွန်တော်14သိန်းဝန်းကျင်လောက်အထိပေါ့နော်အခု10သိန်းဝန်းကျင်ပြောတယ်အဲ့တော့10သိန်းအောက်ထဲမှာ10သိန်းအပေါ်မှာရနိုင်တဲ့ model တွေကိုကျွန်တော်တစ်ချက်ပြောပြပေးသွားမယ်ကိုဒီ10သိန်းဝန်းကျင်မှာဆိုလို့ရှိရင်9သိန်းဝန်းကျင်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ iPhone 11ပေါ့နော်11နေရသွားမယ်11မှာဆိုလို့ရှိရင် 64GB ရှိမယ် 128GB ရှိမယ် 256GB 3မျိုးရှိပါမယ် color လည်းအစုံရှိမယ်အဲ့ထက် model အမြင့်နဲ့မှာသုံးကျင်တယ်ဆိုလို့ရှိရင် iPhone မှာ12 mini ပေါ့နော် iPhone 12 mini ဆိုတာဒီလို size အသေးပေါ့နော်အဲ့လို mini size အသေးလေးရှိမယ်ဒီကောင်ဆိုလို့ရှိရင်လည်း10သိန်းဝန်းကျင်မှာရသွားမယ်အဲ့ဒီအပေါ်မှာ iPhone ကိုမှကျွန်တော်12 UU ပေါ့နော်12 base model ဒီကောင်ကတော့ size အကြီးဖြစ်သွားမယ်12 UU ဖြစ်သွားမယ်ဒီကောင်ဆိုလည်း10သိန်းဝန်းကျင်လောက်မှာရသွားမှာဖြစ်တယ်ဆိုတော့အဲ့ဒီအပေါ်မှာဘာရှိအောင်မလဲအဲ့ဒီအပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ iPhone ကိုမှ11 Pro ပေါ့နော် iPhone 11 Pro တွေရမယ်11 Pro ဆိုလို့ရှိရင်တော့ camera 3လုံးဖြစ်သွားမယ်ဒီလိုမျိုး camera 3လုံးဖြစ်သွားမယ်ဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်17သိန်းဝန်းကျင်မှာရသွားမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီအပေါ်မှာဆိုလို့ရှိရင် iPhone 11 Pro Max ရှိတယ် Pro Max ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာ 64GB ကော 256GB ကောရှိမယ် camera 3လုံးနဲ့ camera size ကဒီ screen size ပိုကြီးရမယ် battery size ပိုကြီးရမယ်ပို့ပြီးတော့ကျွန်တော် display တွေပိုကောင်းလာတယ် camera တွေပိုကောင်းလာတယ်ဆိုတော့တပတ်ရစ်ထဲမှာဆိုလို့ရှိရင်တပတ်ဆို second အောင်ပြောတာပေါ့နော် second ထဲမှာဆိုလို့ရှိရင်ကျွန်တော်စီမှာကျွန်တော်ကပြောရတယ်10သိန်းဝန်းကျင်မှာဆိုလို့ရှိရင်10သိန်းအောက်ထဲမှာရော10သိန်းအပေါ်သုံးကျင်တယ်ဆိုတဲ့သူတွေရော10သိန်းအပေါ်မှာဆိုရင်ဒီ model လေးရသွားမယ် all fine no error ဘူးပစ္စည်းအစုံတွေပဲရတော့မှာဖြစ်ပြီးတော့ဘာ error မှမပါတဲ့ဖုန်း iPhone official device original အလုံးကြီးပဲရောင်းချပေးနေတာမျိုးဖြစ်ပါတယ်ခင်ဗျကျွန်တော်ကပြောရတာ iPhone 11 12 mini 11 Pro 11 Pro Max iPhone 12စတဲ့ model 5မျိုးရတော့မှာပဲဖြစ်ပါတယ်ဈေးပိုသုံးမယ်ဆိုလို့ရှိရင်အဲ့တဲ့ပုံမှာပိုပြီးကောင်းတဲ့ model တွေရတော့မှာဖြစ်ပြီးတော့အဲ့တဲ့အောက်ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ A7 Max တို့ iPhone Pro 8 တို့ iPhone 8တို့လိုမျိုးဈေးသက်သာတဲ့ iPhone model လေးရတော့မှာဖြစ်ပါတယ်ဆိုတော့မှာယူခြင်းနဲ့ဆိုလို့ရှိရင်399458ကိုဆက်သွယ်ပြီးမှာယူလို့ရတယ်သိကျင်တာကိုကျွန်တော်ဈေးနဲ့တက်ကွာသုံးမဲ့ဈေးနဲ့တက်ကွာဘာ model ရမလဲဆိုတော့ကျွန်တော်အကောင်းဆုံးပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုန်းဆက်ပြီးမေးလို့လည်းရဆိုကျွန်တော်ဒီ TikTok chat box ကနေတစ်ဆင့်လည်းမေးလို့ရပါတယ်ဆိုင်မှာလာရောက်ကြည့်ရှုပြီးမှဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကုန်စည်တန်းနဲ့အောက်ဘလောက်တင်းကြီးဈေးကားမတိုင်ဘူးဗဘေးတဲ့မြို့နယ်မှာကျွန်တော်ဆိုင်ရှိပါတယ်ခင်ဗျ